ဒေါင်လိုက်ကိုထိန်းချုပ်ရေးစခန်းလို့အမည်ရတဲ့အကျဉ်းထောင်ကြီးတစ်ခုရဲ့နံပါတ်48ဆိုတဲ့ကွန်ကရစ်အခန်းလေးထဲမှာကိုရင်တယောက်နိုးထလာခဲ့ပါတယ်။ခမင်းဆက်ပွဲပုံစံစင်ကြီးတစ်ခုဆင်းသက်လာဖို့အလဲခေါင်မှာအပေါက်ကြီးတစ်ခုပဲရှိပြီးသူ့ရဲ့အခန်းဖော်ထရီမာကာစီကတော့ဒီထောင်ကြီးကိုအဝေးစီတွင်းလို့ခေါ်ပါတယ်။ဒီထောင်မှာအထက်ပေါင်းရာနဲ့ချီရှိပြီးအထက်တိုင်းမှာအုပ်ချုပ်သူတွေပေးထားတဲ့နာမည်တူတွေနဲ့ကျင်းသား2ယောက်စီရှိကြပါတယ်။နေ့စဉ်အစားအသောက်တွေကိုအပေါ်ထက်ကနေအလဲပေါက်တိုင်းစင်မော်တင်ပြီးရှော့ချပေးလေးရှိပြီးအကျဉ်းသားတွေအနက်အောက်ထက်ရောက်လေအစားအသောက်ရဖို့အခွင့်အရေးမရှိလေပါပဲလက်ကုံတိုင်းမှာတော့အကျဉ်းသားတွေကိုမေးစေးပေးပြီးတခြားအထက်တွေကိုရွှေ့ပြောင်းပေးတတ်ပါတယ်။ကိုရင်ကတော့စိတ်သက်မြင့်မြတ်စွာနဲ့အောက်ထက်ကလူတွေအတွက်နက်မှာဆိုလို့မစားပဲဘေးချထားပေမဲ့ထရီမာကာစီကတော့ရတလောက်ငို့ပြီးစပွဲပေါ်တတွေးနဲ့တောင်ထွေးချလိုက်ပါသေးတယ်။အစားတောက်သိမ်းဆည်းထားခွင့်မရှိတဲ့စီကံကြောင့်ကိုရင်ပွက်ထားတဲ့ပန်းသီးတစ်လုံးကြောင့်ခန်းတွင်အပူချိန်လွန်ကဲလာပြီးတေလူမျိုးပါဖြစ်ရမှအစားတောက်ပြစ်ချလိုက်ရပါတယ်။ဒီထောင်ထဲကိုအတိမတ်ပြုဝဲလက်မှတ်တစ်ခုရဖို့အတွက်မိမိဆန္ဒတိုင်း6လက်နေဖို့ရောက်လာတဲ့ကိုရင်ဟာတဲဆောင်ခွင့်ရတဲ့ပစ္စည်းဖြစ်ဒန်ခွက်ကောစာအုပ်ကိုယူဆောင်လာခဲ့တာပါ။အခန်းပေါ်ထရီမာကာစီကတော့ TV ကြော်ညာတွေကဓာတ်တစ်ချောင်းကြောင့်လူတက်မှုကျူးလွန်မိပြီးဒီထောင်ကိုရောက်လာရသူဖြစ်တာ TV ထဲကဝယ်လာတဲ့ဓာတ်ကိုပဲစောင့်ထားသူဖြစ်ပါတယ်။ရက်တွေကုန်လွန်လာချိန်မှာအထက်တရ90ခုကိုရွှေ့ပြောင်းခံလိုက်ရပြီးအောက်ထက်ရောက်သွားတဲ့ထရီမာကာစီဟာကိုရင်ကိုဖတင်မှာကျိုးနဲ့တင်းကျပ်စွာတီထားလိုက်ပါတယ်။စားတောက်စင်ကြီးရောက်လာပြီးမြဲအစအနတောင်မကြံတော့တဲ့အခါထရီမာကာစီဟာတက်ဆက်ဖို့ကိုရင်းရဲ့ပေါင်သားကိုဓာတ်နဲ့တီးဖြတ်ဖို့ကြိုးစားပါတော့တယ်ဒီအချိန်မှာပဲပျောက်ဆုံးနေတဲ့ကလေးကိုလိုက်ရှာနေတဲ့မီဟာရုဆိုတဲ့အမျိုးသမီးရောက်ရှိလာပြီးထရီမာကာစီကိုတက်ပစ်ကကိုရင်ကိုကယ်ထုတ်ခဲ့ပါတယ်ကိုရင်ဟာသတိမေ့သွားခဲ့ပြီးနိုးလာချိန်မှာမီဟာရုကထရီမာကာစီရဲ့အသားတွေကိုကျွေးမွေးပြုစုပေးခဲ့ပါတယ်နောက်တစ်လမှာတော့ကိုရင်ဟာအထက်33ကိုရောက်သွားပြီးအင်တာဗျူးတုန်းကဝန်ထမ်းအီမိုကူရီနဲ့ခန်းဖော်ဖြစ်လာခဲ့ပါတယ်အီမိုကူရီကထောင်ထဲမှာလူတွေဒီလောက်ဒုက္ခရောက်နေတာကိုမသိခဲ့ပဲအားလုံးမျှတစွာစားသုံးကြဖို့တိုက်တွန်းပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူးကိုရင်ကစာရင်အီးပါကျွေးမယ်လို့ချင်းချောက်လိုက်မှသာအောက်ထက်ကလူတွေစီးကပ်လိုက်နာလာကြပါတယ်ဒါပေမဲ့မီဟာရုရောက်လာပြီးခွေးကိုတက်စားလိုက်တာနဲ့အီမိုကူရီစိတ်တက်ကြသွားခဲ့ပါတယ်နောက်တစ်လအထက်200ကိုရောက်သွားတဲ့အခါအထက်ပေါင်းရာနဲ့ချီရှိနေသေးတာကိုသိလိုက်ရတဲ့အီမိုကူရီဟာကျိုးဆွဲချတေဆုံသွားခဲ့ပါတယ်။ကိုရင်လည်းညက်လွန်းလို့အီမိုကူရီရဲ့အလောင်းကိုစားသုံးရင်းစိတ်ယောဂတဲ့တယောက်လိုကြောင်ကရန်ဖြစ်လာခဲ့ရပါတယ်။နောက်ဆုံးအထက်6ကိုရောက်သွားချိန်မှာတော့ကျိုးတစ်ချောင်းဆောင်လာတဲ့အခန်းပေါ်ဘာဟာရက်နဲ့တွေ့ဆုံခဲ့ပါတယ်။ကိုရင်ဟာအောက်ထက်ကလူတွေအားလုံးအစားအသောက်မြင့်မြတ်တတ်ရရှိရေးအတွက်စင်ပေါ်တက်ပြီးဓာတ်နဲ့ချင်းချောက်ကဝေမျှပေးဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ဉာဏ်ကြီးရှင်ပညာရှိကြီးမြန်မာဘန်းရဲ့အကြံပေးချက်အရထပ်ပိုင်းကအုပ်ချုပ်သူတွေကိုတဝန်လွှာပေးပို့ဖို့အတွက်အကောင့်ပုဂ္ဂိုလ်တွေစားတဲ့ခန္ဓာခါတာအချို့ပွဲကိုအတော်မသက်ပဲဒီတိုင်းအောက်ဆုံးထပ်ထိပို့ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ဟာတုတ်တွေဓာတ်တွေကိုကင်ဆောင်ပြီးစင်ပေါ်တက်ကအောက်ထပ်တွေကိုဆင်းခဲ့ကြပါတယ်ထပ်90ကျော်မှစတင်ပြီးအစားအသောက်တွေကိုမျှဝေပေးခဲ့ပေမဲ့အောက်ထပ်တနေရာမှာမီဟာရုကိုစိတ်တဆက်တဝါတွေရန်ပြုနေတာကိုကူညီရင်းဘာဟာရက်ရောကိုရင်မှပြင်းထန်စွာဒဏ်ရာရရှိခဲ့ကမီဟာရုလည်းတေဆုံးသွားခဲ့ပါတယ်သူတို့ဆက်လက်ဆင်းသက်သွားရင်အထက်333ဆိုတဲ့အောက်ဆုံးထပ်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီမှာအိယာအောက်မှာပုံနေတဲ့မီဟာရုရဲ့သမီးလေးမာလီဆိုတဲ့မိန်းကလေးငယ်လေးကိုတွေ့ရှိသွားကြပါတယ်အပူအေးလွန်ကဲတဲ့ပြစ်ဒဏ်မခံရပဲကလေးမလေးကိုတွေ့လိုက်ရတဲ့အခါကိုရင်ရောဘာဟာရက်ပါမိန်းကလေးငယ်လေးကိုခန္ဓာခါတာအချို့ပွဲကျွေးမွေးလိုက်ကြပါတယ်ဘာဟာရက်ကတော့ဒဏ်ရာတန်ချက်တွေကြောင့်တေဆုံးသွားခဲ့ပါတယ်ကိုရင်ဟာမိန်းကလေးငယ်လေးဟာအပေါ်ထက်ကရက်ဆက်တဲ့အုပ်ချုပ်သူတွေကိုပြသရမယ့်စစ်မှန်သောတဝန်လွှာဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်စင်ကြီးအောက်ဆုံးမှောင်မိုက်နေတဲ့အထက်သူညကိုဆင်းသက်သွားချိန်မှာကိုရင်ဟာစင်ပေါ်ကနေဆင်းကြံခဲ့ပြီးကလေးမလေးတယောက်တည်းစင်ပေါ်မှာတင်ကြံခဲ့ကအပေါ်ထက်ကိုအရှိန်ဟုန်နဲ့ပြန်လဲတက်လန်းသွားတာကိုကြည့်ရှုရင်းဇလန်းကိုအဆုံးသတ်ထားပါတယ်